အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်စိတ်လေးညစ်နေလို့သပင်ပုံစံကိုအသက်ရှင်ညက်ပြီးတော့ပုံစံတော့ပြောင်းမှာဖြစ်ပါတယ်ကျွန်တော်ညက်မဲ့ဆိုင်ရတဲ့တခြားမဟုတ်ပါဘူးကျွန်တော်ကိုယ်ဆိုင်မှာကျွန်တော်ကိုယ်ဆိုင်က120 123 160ပုံမှာရှိပါတယ်ရှိတဲ့ channel ပါ Friend Barber Shop ဖြစ်ပါတယ်အပြင်သွားရင်တော့အပြင်မြင်နေဆောင်နေပေါင်းဆုံးဒီအားလုံးမရှိလို့ရှိရင်လာရဲ့ချိန်ဆိုလို့ရှိရင်တွေ့တဲ့နေရာကိုအားပေးနေဆိုတော့ကြောက်လေးအားလုံးတော့ဆောင်တော့ပါတယ်ဆိုင်ရဲ့အတွင်းပိုင်းပြင်ဆင်လေးပါဆိုင်လေးဟိုမှာတန်းရှိပါတယ်တက်ရဲလေးရှိပါတယ်ဒီဆိုင်အကွာလေးတော်ကောင်းနေပြီးခေါ်ရွေတယ်လက်ရလည်းကောင်းပါတယ်ကျွန်တော်ရဲ့ before and after ဆက်လေးပါခင်ဗျာအားလုံးကျေးဇူးပါ